ဟဲ့ဒူမီငါ့ကိုလမ်းထိပ်မှာတတားမို့ရပါတော့ဝယ်ပြပါအောင်ဟာမဟင်းချက်နေတတားမို့ကောင်သွားလို့တတားမို့ကဘယ်နှထုတ်ဝယ်မှာလဲမေ၄၅ထုတ်ဝယ်ခဲ့ပေါ့ငါမပတ်စံရော့နင်တတားမို့တော့ဝယ်လေစတော့ပြန်လာတော့ပြီးမိအောင်မကလေးရှိချောင်းမလို့နေအောင်အဲ့ဒါတွားရမလားအေးကောင်းတွားဟာဟဲ့အောင်ဘဒူးလဲကွာငါဟွန်းလာတည်ရပြောင်းတူမီမပြတ်တော့မို့လေ။အော်အေးမလမ်းထိပ်မှာဟောစားစက်သားမှုတော့ဝယ်မှုဟိုမင်းဘဲလာလဲ။အော်အင်းငါမင်းလိုက်ချနေတာမင်းမရှိတော့မင်းဘရိုလက်ဟီထော်မိုင်းလိုက်ခဲ့တာ။အော်အေးဘာဖြစ်လို့လဲကွာငါလိုက်ချနေဆိုတော့။ဒါမင်းအကြီးကြီးကိစ္စပြောတဲ့ယူကွာ။ဒါတော့မင်းလာမလို့လက်ပြီးစားတဲ့ထိုင်ကြမယ်။ဟာဟဲ့ငါလိုက်လို့အဆင်မပြေဘူးထင်တယ်ကွာငါအမေကငါစောစောပြန်လာခိုင်းတာကွာ။မင်းကတော့ဟာဒီတူရကွာမင်းဒီအိုင်းနေအင်းနဲ့အင်ပီမတ်ဖော်တာပဲငါတဲ့တခါတူလိုက်ပါကွာ။အပလိုက်ဘူးလား။ဘာဖြစ်ငါจะไล่ผู้เห็นเราเก็ตเลยอ๋อเอส่งไล่กันมั้ยกว่าအဲ့လေမင်းဟုတ်လိုက်တာပြန်ကားရပိုင်လို့ပါလားဘလို့လဲမင်းအလုပ်အစီးပြေးနေပေါ့ဒီလိုဒီပုံနဲ့ဆိုอีฮะလောကတော်တော်လေးစီဗီတာအဲ့ဒီအလုပ်ကိစ္စလည်းမင်းကလာပြောတာကွာဟောအေးပြောပြပါအောင်ငါစိတ်ဝင်စားပါတယ်ဒီလိုကွာငါတို့အလုံးမှာကွာယူလူတဲ့ကွာမင်းကွာခေါ်မို့မင်းအလုံးမရှိမလားဟိုတော့တဲ့မရှိဘူးဆိုရင်မင်းသာလို့ဒီရတယ်ငါတို့လုံးမလူဝလူနာတဲ့ဟိုတဲ့ဝလူမမင်းလူဖီရှင်ကွာအိမ်မနေမင်းဒီတိုင်းနေမပတ်စမရဝါမလားအေးလုံးမှာပေါ့ကွာမင်းငါလုံးမရှိဘူးလုံးရှိရပူကောင်းတော့ဗောမင်းငါအိမ်ပတ်စံပြန်အဲ့လိုရအိမ်မနေငါဘာမှမရဘူးမင်းပြောရကြတယ်မဆိုးခင်ငါဆိုငါဘယ်နည်းရောအလုံးလာလောက်အောင်မယ်ဒီအဲ့ဒါမနေ့ဖြစ်တော့စုလုံးရမနေ့ဖြစ်ကြလူပို့လာမယ်ကွာအော်အေးခုချိန်နေပြန်လာသေးဘူးမိုးလဲရှုံနေပြီစတားပုံလေးတော့ဝယ်ခိုင်းတယ်မိုးဝယ်ရှုံသွားကြပြန်လာတော့တွေ့ရုံပဲဒူမီငါပြောစလောပြန်လာမယ်တဲ့ဂျင်းကထဲ့သွားပြန်တယ်အော်ပြောရစုနေအင်ကြီးကိုကားရောက်လာပြီဒူမီလည်းဖြစ်မယ်သူတငယ်ကြီးနဲ့ပတ်လဲနေဖြစ်မှာငါဂျင်းထဲ့သွားပြန်လို့လေလပီးကောင်းတယ်မလားအဘောအဆန်စောင်းမိုက်ပါစုမဟုတ်တယ်အဆန်တော့ကောင်းတယ်ငါနောက်မှထပ်သွားမယ်ကွာနောက်ကျထပ်တွေ့မယ်နော်အေးအခုငါမိုးရဲချုံနေတဲ့ပြန်တော့မဝါဖိုင်ဖာအေးကောင်းပြောင်းတော့ရဘိုင်ဒူမီနီခုမှဘာပြန်လာလဲမိုးရတော်ချုံနေပြီအဲ့ဒါဟိုစားတငယ်ချင်းနဲ့ဟိုအလုပ်ကိစ္စလေးပြောနေတော့နည်းကြာပါလားဒါဟိုစားအဲ့ဒါအလုပ်ရပါပြီမနှက်ဖြန်တော့ဒါတွားတော့မယ်အဲ့ဒီသူတန်းငယ်ကြီးစိတ်ယုံပါပဲအလုပ်ရရပါမလုံးတယ်ငါမှလည်းတတားမို့နေဝယ်လာခဲ့သေးလားအဲ့ဒါဆိုင်မမေ့ကြံခဲ့တယ်မီတွားပြီအချောင်းမှမိသွားတယ်ကွာနေကအမြဲတမ်းဒီကမူးချီရငါနေ့ကိုပစ္စည်းမှလည်းကြောက်နေရဟာနောက်ဖြစ်စီရတော့ဗျနေအဲ့လိုမဝယ်အောင်ငါတို့ဒီလာဆိုင်ငက်ပြီလေတင်ဦးလာပြန်လာနေဘယ်မှပြီးနဲ့ကြောက်ပါပြီဗျာမလုပ်ပါတော့နဲ့ကားအောင်ရောက်နေပြီပဲဟေးကောင်းလေးကားဘလင်းမဲ့တာခဏကျွန်တော်မေနောက်ဆက်လောက်မယ်မေကျွန်တော်သွားတော့မယ်နော်အလုပ်ဟေးကောင်းတော့ဟဲ့ကောင်းလေးငါဒါနဲ့မေးရရှိတော့မင်းဖို့လုံးမအလောက်ရောင်းနေမယ်ပါလဲအလောက်ရောင်းနေပါလေမစ္စတာဖန်နလီဆိုတာပဲကျွန်တော်အဲ့ဒါပဲသိရအေးဟုတ်တယ်မစ္စတာဖန်နလီဆိုရလို့ရဟောလေငါထင်းတဲ့တိုင်ပဲမင်းတော်မအဲ့လောက်ရောပဲဘာဖြစ်လဲဦးလေအဲ့ဒီလောက်ရောအေးအဲ့လောက်ရငါ dream charge လောက်အဲ့လောက်ရောမဟုတ်စားအကျုပ်တရေရှိကို dream charge တယ်ဟောကတော့အန်ဒီများတယ်ပြင်းထန်တော့ပါကျွန်တော်လည်းငယ်ကြီးကအဲ့လုံးရုံမလို့သူတို့ကြာနေပြီကျွန်တော်အဲ့လုံးရုံတစ်လုံးကိုသူပဲလောက်ခေါ်တာတတိယနေ့ကောလာဟာလိုက်ဖြစ်မှာပေါ့ဦးလေးတိတ်ပြောဆောင်ဖြစ်နေတယ်အေးငါ့တူလေးရှာမသိပါဘူးဟာဒီမိုက်ပေါ်လို့တီးရပစ္စတာဖန်နလီဆိုလာပဲအဲ့ဒီလုံးရုံချောအန်ငါကြောကြတာပဲကျွန်တော်လည်းမသိဘူးလေဗျာမေတ္တာဖန်နလီလားဖန်မလီလားမသိဘူးဟဲ့ကောင်ရဖန်နလီပါကွာတန်းနေကောင်းလေအလောက်ကမတို့ညာဖမှာရောက်မှာနော်ဟုတ်ဦးလေးခဲ့ကျွန်တော်ရုပ်ဆိုင်တော့ရောက်ပြီဗျာဒီဂိမ်းလေးရဲ့နာမည်ကတော့ Mr. Finally ဖြစ်ပါတယ်ကျွန်တော်ဒီဂိမ်းလေးမှာတော့ညာဆောက်နေတဲ့အသက်ရှင်မှာဖြစ်ပါတယ်ဒီမှာတွေ့နေတဲ့အယုတ်ကြီးကတော့တရေကြီးဖြစ်ပါတယ်လောလောဆယ်ကသူကမလှုပ်သေးဘူးပေါ့ဟန်ဆောင်တယ်သူမလို့ပဲကဲဒါတကားကြီးရောပိတ်ထားတယ်ကောင်းတော့နေလေးဖြစ်ပါစေတဲ့ကဲကျွန်တော်အခုလက်ရှိကဘယ်သွားမလဲဒီလူကြီးကဒီတကားတော့ထွက်လာရတော့ငါတို့တကားလည်းဝင်ရမယ်ပုံပါအောင်နော်ကဲတ
ကားလည်းဝင်ကြည့်မယ်ဗျာဟေးရောက်ရတယ်ဒီမှာကမီးဆက်လာမလားဆက်လာမတဖွင့်ရမယ်โอเคမီးဆက်တဖွင့်ရမယ်ဆိုတော့တဖွင့်လိုက်ပါပေါ့လောဆယ်မီးဆက်တချအောင်ပဲဖယ်နာမှာလဲဟောဒီမှာနေနေလေးပဲဟာကဲငါလိုက်မရှာကန်ကောင်းတယ်မโอเคမီးလင်းသွားပြီကဲငါတို့မီးရပါဆိုတော့ဘာဖြစ်ကုန်လဲရှင်းပါဆက်သူပါဟာဟေ့ဘာတိုင်လဲโอเคကျွန်တော်အဲ့ဒါအရှိမတက်ကြည့်ရမယ့်ပုံပေါ့သူပြောဘာဖြစ်သွားလဲမရှိမှာโอเคဟာအယူကြီးပြောက်သွားပြီဟုတ်တယ်မစ္စတာဖန်နီလီပြောက်သွားတယ်တဲ့ကျွန်တော်မသိဆိုအဲ့လေတော့တရေပေါ့စတယ်တရေဒီကောင်ကြီးကိုကျွန်တော်ကောင်းလက်ကပြေးလို့ရတော့မယ်โอเคကျွန်တော်ပြေးမယ်ဟောသူရှိရတယ်ဒီမှာဟုတ်တယ်အော်ဒီဘော့အေးဘာကြီးလဲမလဲโอเคဒီကောင်လေးမထီတော့အရင်ဆော့ရမှာပဲโอเคကျွန်တော် easy ပကွာဆရာကြီးပဲကျွန်တော်တော့ so easy โอเคကူးမယ်ပြုတ်ကြတော့တေးပဲเนาะအောက်မှာတော့လာနေโอเคပါဝါစားဖွင့်လိုက်ပါဝါတော့မဟုတ်ပါပူလာပါလားမသိโอเคတွားရမယ်โอเค finally game 1ဆိုတော့ तू ကပါလဲ game 1တော့တော်ကြောက်ဖို့ကောင်းမှတင်တာပဲโอเคဝီးရပါပဲပါညာပေါ့နားမလဲကွာโอเคလက်မယ်ဒီဘက်တော့တွားလိုက်မယ်နော်ထင်တော့ဒီလူပိတ်သွားတော့တရေလိုက်မှလားကျွန်တော်တရေလိုက်ပြေးရမှာဘယ်နားမှာလဲကွာပေါ့ဘယ်နားမှာလဲဦး Mr. Finally ဆိုတူလားမသိဟုတ်တယ်ဟာ what the hell ပြေးဒီချက်သိန်းတွေထားလဲကွာဒီကဲအလိုလိုဆော့ရချက်သိန်းထားတာဟာခေဒီမှာပေါက်ရွတ်တွေ့တပေါက်ရောရှိရဲ့ပေါ့ဟောရေပေါက်မြင်ရောက်ပါတော့ကွာမွေကတီးပြီးဟောရေနီးနေပြီချိုးနီးနေပြီဟောဒါပဲကြံခဲ့ပြီဟာကဲဒီပေါ်တောက်အောင်မယ်ဆိုပယ်သွားမယ်ဟို game 1 game 3 game 4လာမရှိရပြောတာပဲကဲဘယ်လိုဆော့ရမလဲမသိဘူးဒီမှာကဲပြုတ်ကြပြုတ်ကြတော့မယ်ဒါပဲလေငါဆရာကြီးပဲဒါ game 2ဆိုတော့ squid game ဆော့ရမှာ squid game ကို green line red line ဆော့ရမယ်ဟုတ်တယ်သူ့ကောင်းရငါကြည့်လှဲ့ပါဒီဘက်ဆန်လှဲ့ရစော့မြင်းလေ okay လောဆန် green red ဟုတ်တယ်အစ်စပဲဒီ game တော့အိတ်လိုက်စားလိုက်ပဲလွယ်ဗျာပတ်ကွာကေးနေတော့လက်ခံဒီ game ကဆောင်းလွယ် okay တွားရမယ်အေးမမြန်လိုက်တော့ငါတီဝမဟုတ်တယ်ပြီးသွားပြီနိုင်သွားပြီ so easy ပဲလေတစ်ခေါက်ပဲဆော့မှာတကယ်ချောင်းလိုက်ပြီရှေ့ကြဘယ်လိုလဲဆော့လို့ okay လေးစားတွေကဒီကောင်လေးခုံစံမလို့ငါရပုန်လို့ပဲဒါခုံစံမလို့ပါဟုတ်တယ်ငုံတော့ရုံပဲကြာ easy ပဲကြာရဂိမ်းဘယ်လောက်ဆိုပြီးမလဲကွာတို့ရှင်လာပြီလုံးမြောက်ရှင်လာလေဟိုပဲတော့မှမသိဒါဂိမ်း3ကြတော့survival game ဆိုတော့ကြည့်ရတာရှေ့မှာစိတ်ရုပ်ကြီးလာဘာကောင်လည်းမတွေ့တယ်bro နေတော့ပုံးနေကာပြီးပတ်ပြရမှာကွာမိနစ်ဘယ်လောက်လဲမသိစိတ်ရုပ်ကြီးကလိုက်ပြီးငါတို့လိုက်တက်မှာအဲ့လိုဟုတ်တယ်အဲ့ဆိုလို့ငါတော့ဒီ game ကတော်တော်ခက်မယ်တင်နေငါတောက်လေဆိုတော့ခက်တယ်ဒီတော့လူအများကြီးနဲ့ဆော့ကဲဘောတက်ပုံကောင်းမလားလို့ဘောတက်ပုံပေါ့ကဲပြုတ်ကြပြီတွားပြီရောက်ပြီငါကီးပြီအဲ့ပုံးနေရတာကွာလိုက်ဖန်သူကလိုက်ချာဟုတ်ကွာငါကြည့်သေးလားရောက်ပြီတောက်ရရပြေးလို့လည်းမရဟိုဘက်ပြင်ငါသေးမှာငါသိရကွာဒီကောင်ကြီးဒီနားရောက်နေပြီတော့ဒီလိုရှိပြေးရမယ်
ပြေးတာရောက်မီနေပြီဟေးအာတီးသွားပြီတစ်ခေါက်မယ်တစ်ခေါက်ပေါ့ဒီခေါက်တီးသွားပြီကောင်းကြောင်တီးသွားပြီအေးဆေးပဲဒီလောက်ဆိုချင်းတီးသွားဆိုခုနကမတီးလို့ဗျာတူပေါ်လည်းကစားရထင်းတယ်โอเคဒီခေါက်တော့ဒီမှာပုံးကဟုတ်တယ်ဒီပေါ်တက်ပုံမယ်အမြင့်ဆုံးတက်ပုံမယ်ကွာကောလုံးလို့မရအောင်ပုံโอเคလောက်ဆိုမြင့်နေတာဒီအောင်မမြင်နေတော့တက်လို့ရတယ်ပေါ့ဖူးတယ်ကွာလာနေပြီဟုတ်တယ်အချိန်ဆွဲရမှာကွာဒီကောင်3နှစ်ထီဒီကတိတ်မလာလို့များဒီတက်လာမှာပေါ့လေအာကြာပြီညောဟာပြိုကြပါပြီရောက်တီးရဘူးလားဟာအိုင် easy ပဲပြီးသွားတော့ပြီရောက်ကြီးအတုံးတွေဆက်လို့ပဲဖြူတာအဲ့ကောင်ရောက်ပါပြီရောက်သွားပြီအဲ့တော့တက်နေတူဒါပဲလေအဲ့တော့ခလုတ်တိုက်လာပြီတက်လာမျိုးရှိစီးပဲလေဖေးရမလဲငါဆရာကြီးခေလွတ်သွားပါပြီ game 3ပြီးသွားပါပြီ game 4ရှိတွေကတော့ပြောကြ game 4ကခက်တယ်သူတင်ကြရတယ်ဟာကိုကဘယ်သွားမှာဟာဂျိုးနေပြေကုန်ပြီပြလောက်ပါကွာငါကောင်လေးโอเคခလုတ်ဖွင့်လိုက်ရင်မရောက်ပါမယ်ဒါတရေလိုက်ရနေရည်လားတေးကြပေါ့ပဲတရေလိုက်ရနေရည်ကွာဘာတွေပြောနေတာသလုံးမှနားမလဲခါဒီကောင် easy ပဲဒါပေမဲ့ဒီနေရာနဲ့ခံတော့ထင်တာပဲပထမတစ်ခါတော့ easy ပြီးသွားဦးအပေါက်လုံးမရှိဘူးတကွက်အမတကွက်လေတကွက်ပြလိုက်တူမီဆိုအလက်ကားဖြစ်နေမှာမဟုတ်โอเคရှိလာပြီရောက်ပြီဟာအမတကွက်တော့နှစ်ကွက်မိနေပြီအခါကြည့်ပြီနော်နောက်တစ်ခွက်ထပ်ပြီးသွားပြီခေဒီမှာပေါ့ခေလွတ်သွားပြီစီးပဲလေโอเคပြေသွားမယ်အော်ဒီမှာလီကတဲ့ဒါရကားမောင်းနဲ့ခိုင်းနေကွာဟုတ်တယ်လာပါလိမ့်နဲ့ဒီကအခုချက်သေးမှာမင်းကအယုတ်ဆိုင်တစ်ခါတော့ပြငရဲပြီပါရောက်သွားတယ်ဘယ်လိုပဲရောက်ကုန်လဲမသိကွာရုပ်ဆိုင်လေးကထွက်ပြငရဲပြီရောက်တော့ဖြစ်နေဒီလာပါရပြုတ်ကြရတစ်ချက်ပဲကားလည်းမောင်းခိုင်းကွာရွှေအောင်မိုက်တယ်တရားမရှိတရားတော့အချိန်မှာတက်တွေ့မှာထင်တယ်ဟုတ်တယ်ပြီးတော့လာကွာရှေးကြီးပဲရောက်လမ်းအရှေးကြီးပဲကွာမင်းဟာလဲရောက်ပြီးတင်ပြီတော့တင်ပြီထင်တယ်နော်ဒါပဲပြီးသွားပြီโอเคလွတ်ပြီလားမသိဘူးပြီးသေးလားကွာโอเค game 4ဆိုတော့ Finally game 4 visa ဒီကဲတော့ငါတည်နေတော့ဟာလာမီဟိုကိန်းလာပါငါမေ့နေโอเค Finally run ဆိုတော့ပြေးရမှာလားနောက်အကောင်ယူလိုက်လားအဲ့လိုလားဟာအေးမင်းရမြန်ထွက်လာခေရနောက်တစ်ခေါက်ပေါ့ကွာလာခဲ့လောက်မြင်နိုင်သေးတယ်ဒါပဲလေမင်းကတော့ကျန်ခဲ့ပြီရောက်ပြီမီနေပြီဟာရှိပါပေါ်ပြီယောဒန်လွင့်သွားပြီဟာတုံးနေကြလာလက်ပြီလားမသိလောက်ပါနဲ့တုံးကြီးမကြတာနဲ့မီနေပြီဟာမပုံရောမလွင့်သွားပြီဘယ်ရငါအဆရာကြီးโอเคကြံသေးရထင်တာခင်ဗျာ5D ဆိုတာ5D ကိုမစော့ကြည့်တော့ကွာပိုးတော့အဲ့လိုခက်ပထမတစ်ခေါက်နဲ့ဒီလေနဲ့โอเคဟာလိုပါပြီ yes โอเคခုကဘယ်ရောက်လာလဲမသိဘာညာပေါ့ဟာဒါပေါက်လာဟောရင်ကပေါက်မာနေရအနောက်မှာပေါက်ကโอเคပါโอเคဟာရောဒီညာရောငါတိုင်ပတ်နေโอเคဒီရောအေးစေးပဲမကြောက်ရုပ်တွေသေးရโอเคအေးစေးပဲဒီရုပ်တွေကတော့ရုပ်ဒီအကြောက်စရာကြီးတေးစရာညာရောက်ရှိရင်းလာတည်နေကြ
မပြီးရလားကွာဂိမ်းရတယ်final game fight တိရှိသေးတာလားကွာလွန်နာဘောဒီလိုပြုတ်ကြတယ်ပေါ့ကဲဒီကဲတော့လွယ်မယ်ထင်တယ်ရုံးတော့မှပြစ်လိုက်အောင်ယောဟာဟုတ်ပါဟောပို့ဆိုင်လားဟုတ်တယ်ကဲဒီပွဲတော့ AC ပဲနော်ဒီဂိမ်းကကျွန်တော်ဟိုဂိမ်းလေးမှာစော့ဦးပဲဗျာဘယ်ဂိမ်းလေးလဲတော့နာမည်လည်းမေ့နေဘယ်ဂိမ်းတွေအကုန်မေ့နေလာတာအော်မြန်ထွက်လာတခါပြုတ်ကြတယ်ချောင်းစင်အောင်ရပါမှာအေးရတယ်အေးကန်ကောင်းတယ်ငါနင်းနဲ့ကွက်လေးတွေမနီလို့ဟုတ်တယ်ဟာအေးနီးတယ်ဟာပြီးဟိုမှာပြီးအောင်မရှိတယ်ဒါပဲအော်ကန်ကောင်းလို့ပေါ့ဟိုငါသေးပြီကဲဒါတော့ပြီးသွားလားမသိဘူးထွက်ပါတော့ပြီးသွားလာပါပြီကဲရထားကြီးနဲ့လက်လိုက်အောင်လာဟုတ်တယ်ရထားသွားပြီဘယ်သွားမှလည်းမသိဘူးအိုးဘယ်ရောက်သွားလဲဟာကြည့်ရလဲပါကြီးလည်းမသိဘူးပြီးသေးလားကွာဒီကြဘောမပြီးသေးဘူးကွာပေါ်ပြီးတော့တောက်သွားပဲထိုးချအောင်မသိဘူးကွာဟုတ်တယ်ချီအောင်ဟာဂျုံးပြေကုန်ပြီရထားကြီးတစားကြည့်ပြေကုန်ပြီကျန်ကန်ကောင်းလို့ငါမသိရဟုတ်တယ်ဒါကတော့ final game မှာဒါမှ final game အစ်စ်ဒီကြောင့်ပေါ့ final game ဆိုတာဘာလို့လဲကွာ final game ဆိုတာဟိုက boss နဲ့တက်မှာလားဟုတ်တယ် boss ကြီးကဲလာwhat the fuck လာတော့မင်းလာအော်တမ်းမလည်းမထီဘူးအော်6လောက်ပြန်ပါအီသူမထီငါထီနေပြပြတာ6လောက်ပြတာ6လောက်ပြတာ6လောက်ရတော့လွန်တော့ပေါ့ငါခေါင်းထင်တယ်ညောင်ကြီးတွေးရတော်တော်လေးမာလာတော်မာပြရတာပေါ့တော်တော်လေးပြရမှာကွာတော်မာတော်ပြရတယ်ဟောညောင်ကြီးတွေးရမင်းမရောတော့ဘူးလားကွာချောတော့ဖိုးတော့ဖြတ်မယ်ကောင်ကတော့လုံးမရဒါပဲဟာဘာကြီးနေပြတာလဲပြက်သွားချောင်းတော့လာပြစ်နေတယ်ပြေးတာတွေးလည်းမရှိတော့ဘူးဟုတ်တယ်ပြေးတာဒါပဲသူပြေးလို့မရတော့ချောင်းနှစ်ချောင်းတော့သူပြေးလို့မရတော့ဒါပဲနှစ်ချောင်းပြက်သွားပြီ3ချောင်း4ချောင်းဟေးတေးသေးတယ်ကွာတေးမိလေကွာယောမင်းရောကြာကြီးတွေးမရောတာနော်ကြည့်နေတာတွေးတော်မာတာဗျာသူပြည့်နေကြအောင်တွေးလည်းကြည့်အောင်တွေးတစ်ခါရုံးကိုအမြဲမနေပြရတယ်ဟာအားရလဲသွားကွာမင်းဘယ်လိုဒီဘက်ရှလောက်ပြည့်ပြီပေါ့သူလည်းကျွန်တော်ပြည့်မထီသူ့လည်းကျွန်တော်တမ်းမထီအဲ့လိုပြည့်နေ damage ကမရောတာ6လောက်အဲ့လိုဘယ်လိုလဲကွာတော့ဝက်ကြည့်အောင်ကျန်နေတော့မဟုတ်ဘူးနည်းနည်းကျွန်တော်6လောက်က4ချောင်းတော့3ချောင်းတော့ပြရမယ်โอเคဒီချောင်းဖြစ်ပြီးရရဟာတော့ငါသေးသွားရနိုင်သွားပါပြီဒါပဲလေအမထွက်ပေါ့နိုင်လာပြောနေအောက်မှာတွေးတိုင်းတန်းတေးလေးကျန်နေသေးတယ်ဟုတ်ပါမှာကွာဟာအပေါကြီးပိတ်နေတယ်ပေါ်မှာနိုင်သွားပြီလို့ပြောပြီးပေါကြီးပိတ်နေတယ်ဂိမ်းရဲ့ error sound တက်တယ်ဗျာကဲဘယ်လိုဖြစ်ကျွန်တော်နိုင်သွားပါပြီကဲကျွန်တော်ဗီဒီယိုလေးကြိုက်နေတယ်ရင် like subscribe နဲ့ဘေးနားခေါင်းလုံးလေးနှိပ်တော့မမေ့ကြပါနဲ့ကဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့အောင် bye bye